2019ဘောလုံးရာသီရဲ့တွင်ကိုအများဆုံးကစားသမား9ဦးဥရောပရှေ့ဖနက်ဆိုတာကတော့ဥရောပနိုင်ငံအသီးသီးမှာရှင်ပြိုင်နေကြတဲ့ပထမတန်းလီးတွေကတွင်ကိုရမှတ်အများဆုံးရရှိတဲ့ကစားသမားကိုပေးအပ်တဲ့ဆုပဲဖြစ်ပါတယ်။ UEFA ရဲ့လီအဆင့်သတ်မှတ်ချက်အလိုက်အဆင့်1ကနေ9တွင်းဝင်တဲ့ Premier League, Spain La Liga, German Bundesliga, Italy Serie A နဲ့ပြင်သစ် Ligue 1 စတဲ့ဥရောပထိပ်တန်းလီ9ခုကကစားသမားတွေကတော့တွင်းကိုတကိုးတွင်းယူတိုင်းမှာရမှတ်2မှတ်ရရှိကြပါတယ်။အဆင့်6ကနေ21အတွင်းရပ်တည်နေကြတဲ့နယ်သာလန် Eredivisie, Portuguese Premier League စတဲ့လီဂကစားသမားတွေကတော့တွင်းကိုတကိုးကိုရမှတ်2မှတ်ခွဲရရှိကြပါတယ်။အဆင့်22နဲ့နောက်ပိုင်းမှာရပ်တည်နေတဲ့ကစားသမားတွေကတော့တကိုးတွင်းယူတိုင်းမှာရမှတ်2မှတ်ရရှိပါတယ်။ဟုတ်ကဲ့ပါဒီဒီကမှာတော့ပြီးခဲ့တဲ့2019-2020ဘောလုံးရာသီမှာဥရောပလိအသီးသီးကဂိုးအများဆုံးတွင်းယူခဲ့ကြတဲ့ကစားသမား9ယောက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဘယ်သူတွေဖြစ်မလဲဆိုတာကိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့လိုပါလိမ့်မယ်။အစီအစဉ်လေးစလိုက်ကြရအောင်ဗျ။နံပါတ်5 Lionel Messi ဥရောပရှေ့ဖနက်ဆုကို6ကြိမ်တီးတီးစံချိန်တင်ရယူထားတဲ့ Lionel Messi ကတော့ပြီးခဲ့တဲ့ရာသီမှာရခိုင်နှစ်တွေကထက်ဂိုးသွင်းနှုန်းအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ဒါပေမဲ့လည်း2019-2020ဘောလုံးရာသီအတွင်းမှာတော့လာလီဂါသွင်းဂိုးပေါင်း25ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါသေးတယ်။ဒါကြောင့်မလို့ Messi ဟာရမှတ်90နဲ့ဥရောပရှေ့ဖနက်ဆုအတွက်အဆင့်9နေရာမှာရပ်တည်ခဲ့ပါတယ်။နံပါတ်4 Timo Wernerဒီနေ့နွေရာသီအပြောင်းအရွှေ့မှာ Leipzig အသင်းကနေ Chelsea အသင်းကိုယူရို53သန်းနဲ့ရောက်ရှိလာခဲ့တဲ့ Timo Werner ကတော့ Leipzig အသင်းရဲ့အားထားရဆုံးတိုက်စစ်မှုတစ်ယောက်ပဲဖြစ်ပါတယ်။ Timo Werner ဟာပြီးခဲ့တဲ့ဘောလုံးရာသီက German Bundesliga သွင်းဂိုးပေါင်း28ဂိုးထိသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါကြောင့်မလို့အရမှတ်28မှတ်နဲ့ဥရောပဆုဖနက်အတွက်ရပ်တည်မှုမှာအဆင့်4နေရာကိုရရှိခဲ့ပါတယ်။ဒီနေ့ Premier League မှာ Timo Werner တယောက် Chelsea အသင်းကိုဘယ်လောက်ထိအကျိုးပြုမလဲဆိုတာကတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။နံပါတ်3 Cristiano Ronaldo Ronaldo ကတော့ဥရောပရှေ့ဖနက်ဆုကို၄ချိန်တိတိစွတ်ကူးထားတဲ့သူပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2019-2020ဘောလုံးရာသီမှာတော့ Ronaldo ဟာ Serie A သွင်းဂိုးပေါင်း32ဂိုးထိသွင်းယူထားနိုင်ခဲ့ပြီးတော့ရမှတ်ပေါင်း62မှတ်နဲ့ဥရောပရှေ့ဖနက်ဆုအတွက်အဆင့်3နေရာမှာရပ်တည်ခဲ့ပါတယ်။နံပါတ်2 Robert Lewandowskiပြီးခဲ့တဲ့ဘောလုံးရာသီကတော့ဘိုင်ယန်တိုက်စစ်မှု Lewandowski ရဲ့နှစ်လို့တော့ဆိုရမှာပါ။ဘိုင်ယန်မြူနစ်အသင်းနဲ့အတူဖလား3လုံးအောင်မြင်မှုကိုရရှိခဲ့တယ်လို့ UEFA Player of the Year ဆုကိုလည်းရရှိခဲ့သူပဲဖြစ်ပါတယ်။ထိပ်တန်းဂိုးသွင်းရှင်တယောက်ဖြစ်ဆယ်စုနှစ်တစ်ခုစာလောက်ကြာအောင်ရပ်တည်နိုင်ခဲ့တဲ့အပြင်ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း German Bundesliga သွင်းဂိုးပေါင်း32ဂိုးထိသွင်းယူထားနိုင်ခဲ့ပါတယ်။ဒါကြောင့်မို့လို့ Lewandowski ဟာရမှတ်ပေါင်း68မှတ်နဲ့ဥရောပရှေ့ဖနက်ဆုရဲ့အဆင့်2နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။နံပါတ်1 Immobileအသက်30ရှိနေပြီဖြစ်တဲ့ Immobile ဟာပြီးခဲ့တဲ့ရာသီမှာတော့ Serie A ရှေ့ဖနက်ဆုကို Ronaldo ကိုကြော်ပြီးစွတ်ကူးထားတဲ့သူပဲဖြစ်ပါတယ်။ Immobile ဟာ Italy ကလပ် Lazio အသင်းရဲ့မရှိမဖြစ်တိုက်စစ်မှုတစ်ယောက်ဖြစ်ပြီးတော့ Serie A တိုင်ပွဲရဲ့ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2019-2020ဘောလုံးရာသီမှာ Serie A သွင်းဂိုးပေါင်း36ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီးတော့ Immobile ရဲ့အတောက်ပဆုံးရာသီတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ Serie A တိုင်ဘက်အသင်းဖြစ်တဲ့ Juventus အသင်းမှာကစားနေတဲ့ Ronaldo ထက်9ဂိုးပိုမိုသွင်းယူနိုင်ခဲ့တာဖြစ်ပြီးတော့ရမှတ်ပေါင်း82မှတ်ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ Immobile ဟာဒိတ်ကျတိုက်စစ်မှုတွေဖြစ်ကြတဲ့ Messi, Ronaldo နဲ့ Lewandowski တို့ကိုကြော်ဖြတ်ပြီးတော့ဥရောပရှေ့ဖနက်ဆုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့ရာသီမှာရောဘယ်ကစားသမားတွေကဂိုးတွေအပြိုင်ဆိုင်သွင်းယူပြီးဥရောပရှေ့ဖနက်ဆုကိုသိမ်းပိုက်သွားမလဲဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။အားကစားနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုအမြဲကြည့်ရှုဖို့ကျွန်တော်တို့ရဲ့ဘောမြန်မာ Facebook Page နဲ့ YouTube Channel လေးကို Like and Subscribe လုပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်ဗျ။ကိုဗစ်ကာလမှာကျန်းမာရေးကောင်းမွန်ကြပါစေလို့ဆုတောင်းပေးလိုက်ရင်းနဲ့အစီအစဉ်လေးကိုရန်နာခွင့်ပြုပါအောင်ခင်ဗျာ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။